အခုကျွန်တော်တို့လာတဲ့ရင်နေဆူတောင်းတဲ့နတ်ကွန်းဆိုတဲ့နေရာကိုကြောက်ပါဘူးဒါတော့ဘန်ကျင်းမှာနေ့တစ်ပိုင်းနောက်ဆုံးနေတဲ့နေရာလေးပေါ့ဒါပြီးရင်ကျွန်တော်တို့နေ့လည်စာသွားစားကြမှာဖြစ်ပါတယ် Okay, my name's Lily. I'm the local guide. It's an English-speaking tour guide. Come to the Temple Heaven. The Temple Heaven was built by the Emperor Judi. The first built in 1402. So it's the history, long history about the Temple Heavens over 605 years. It's the most amazing buildings in Beijing. The whole shape just like the hat, the emperor's hat. It's about 32.8 meters high, and there's 3 layers. Yeah, they're supported by the 28 pillars. So there's a different meaning of every pillar. In the inside, there have the 4 golden pillar. So what's the meaning golden pillar? That's not real gold. It's the cover, the yellow glazed tiles, the pillar. So the 4 pillar that means the 4 season, and the second rain. Is made of the 12 pillar. 12 means the 12 months of 1 year. ဒီဟို Temple of Heaven ဆိုတာကလေအရင်တုန်းကဘယင်ပေါ့နော်မြင်းမြင်းဆက်ကဘယင်က तू ကဟိုသူ့တိုင်းသူပြည်သားတွေဟိုစီပင်ဝါပြောဖို့ဒီယာဒီဥတုမှန်ဖို့မိုးလေအဲ့ယာဒီဥတုမှန်ဖို့အတွက်ပေါ့နော်တစ်နှစ်တစ်ခါရစ်ပူစော်တဲ့အခါပေါ့ဒီမှာလာပြီးကျင်းပတဲ့နေရာဖြစ်ပါတယ်။ကဲအခုဒါနတ်ကွန်းရဲ့အပေါ်တက်လို့ရတယ်ဆိုလို့ကျွန်တော်တက်ကြည့်လိုက်။ခုနလည်းချွတ်စရာမလိုဘူးတဲ့။အဲ့တော့တက်ကြည့်လိုက်အောင်မယ်ဒီကတစ်တွေဒါ။ဒီမှာတစ်ဆက်ဒီမှာဓာတ်ပုံရိုက်နေတဲ့ဝတ်စုံနဲ့ဓာတ်ပုံရိုက်တဲ့လူတွေလည်းအများကြီးပဲ။ကဲဒါဒုတိယတစ်ဆင့်ရောက်ပါပြီနားတဲ့နေရာပတ်တဲ့နေရာပေါ့ကဲတို့တော့တတိယတစ်ဆင့်အပေါ်ဆုံးမှာရှိတယ်နတ်ကွန်းအပေါ်ဆုံးရင်ပြင်ပါဒီအများကြီးပဲတပ်ပုံနေရရင်ရတယ်နေဒီလောက်ပူတဲ့အထင်းပါဝတ်စုံနဲ့ငှားပုံရတယ်တို့တရုတ်မင်းသမီးရှေ့ခေတ်မင်းသမီးဝတ်စုံနဲ့တပ်ပုံနေရိုက်နေကြတယ်45ဒီနေရာကိုပြန်လာပါတဲ့ဟိုဒီအပေါ်ဘက်ကိုတက်ပြီးတော့ဓာတ်ပုံရိုက်ပါလှတယ်နောက်ဒီအောက်နေရိုက်လေလှတယ်ပေါ့နော်အခုဒီကဲ shopping mall တခုမှာပေါ့နော် buffet လာစားနေတာအဲ့မှာဗါလဲဆို big pizza တဲ့ doing pizza အရန်ကောင်းတာဟိုdoingစားတဲ့ကြက်တူဆိုတော့ doing pizza အများကြီးပဲအစားမစားဘူးရန်ကောင်းမနေ့စားရဲနေ့စားရဲနေ့လယ်စားရဲညစားရဲတားကိုများနေပါပြီကယ်လိုရီလဲ1000ကျော်မယ်ထင်တယ်ခြေနှမ်းမောင်းလဲ1000ကျော်ပြီထင်တယ်ရန်ကောင်းပါလေစားတော့လေဒီမိုရှင်းမှာဆက်စင်းမှာအောင်လက်မှတ်ပေးရပါတယ်